အာနာရှင်စနစ်ကိုငြိမ်းခံမလားတော်လှန်မလားစစ်မှုထမ်းဥပဒေကိုစတင်ကြတဲ့အချိန်တုန်းကအားလုံးပဲပေါ့ပေါ့တန်တန်ပဲနေခဲ့ကြတာတကယ်လို့စစ်မှုထမ်းပါခဲ့ရင်လည်းငါကတနက်ယူပြီးထွက်ပြေးမယ်တနက်ပြောင်းပြန်လှည့်မယ်စစ်သားတွေကိုနီးအမျိုးမျိုးနဲ့လှုပ်ကြံမယ်ဆိုတဲ့အတွေးတွေနဲ့ပဲပေါ့တကယ်တမ်းစစ်တပ်ကရက်ကွက်ဥက္ကဋ္ဌတွေအကူအညီနဲ့အကောင့်ထဲလဲပေါ်ရောထင်သားသလိုဖြစ်မလာပဲနဲ့စစ်တပ်ကလိုအပ်နေတဲ့ဒီလူအင်အားတွေကိုအပေခံဖြည့်တင်းပေးသလိုဖြစ်နေခဲ့ကြတယ်ဒီပြဋ္ဌာန်းလိုက်တဲ့ဒီစစ်မှုထမ်းဥပဒေကရက်ကွက်ဥက္ကဋ္ဌတွေအတွက်စီးပွားရေးအရာရောပြည်သူတွေကိုချင်းချောက်ဖို့အတွက်ပါဒီအမျက်ကြီးကြီးရလိုက်တဲ့ဥပဒေတစ်ခုဖြစ်တယ်စစ်တပ်ကပေါ့နော်ဒီစစ်မှုထမ်းပါတဲ့ဒီပေါ်တာဆွဲခံရရတဲ့လူငယ်တွေကိုသူတို့နဲ့မရင်းနှီးမကျွမ်းကျင်တဲ့ဒေတာတွေနဲ့ဒီဝေးလံဖောင်တည်တဲ့စစ်မျက်နှာပြင်ရှေ့တန်းတွေကိုပို့လိုက်ကြတယ်အဲ့လိုအပိုးခံရတဲ့လူငယ်တွေကသူတို့ရောက်နေတဲ့ကိုရောက်နေတဲ့ဒေတာတွေအကြောင်းအဲ့ဒီဒေတာမှာဘယ်နေရာအထိဒီစစ်တပ်ကပိုင်တယ်စစ်တပ်ကအုပ်ချုပ်တယ်ဘယ်နေရာကတော်လှန်ရေးထိန်းချုပ်နေပြီဖြစ်တယ်ဆိုတော့သူတို့မသိကြတဲ့အခါကျတော့ဒီထွက်ပြေးခြင်းပဲလေထွက်ပြေးဖို့အခွင့်မတာပဲနဲ့ဒီရှေ့တန်းမှာပေါ့နော်တိုက်ပွဲဝင်ရင်းနဲ့ပဲတည်ဆုံးသွားကြရတာပေါ့ဒီအာနာရှင်အသက်ဆက်နိုင်ဖို့အတွက်လူမသိသူမသိပေဆုံးနေကြရတဲ့ဒီဒေတာအသီးသီးလူငယ်တွေကအများကြီးပဲရှိတယ်တကယ်တော့ငါ့ကိုပေါ်တာဆွဲလို့ကတော့တနက်ယူပြီးထွက်ပြေးမှာဆိုတဲ့အတွေးတွေကလက်တွေ့မဆန်တော့ပါဘူးဒါကြောင့်မလို့တော်လှန်ရေးကိုပူးပေါင်းပါဝင်ဖို့အချိန်တန်ပါပြီဒီတော်လှန်ရေးနယ်မြေကိုရောက်တိုင်းလဲစစ်တပ်ရမှာတနက်ခံရမှာမဟုတ်ပါဘူးကိုကျွမ်းကျင်တဲ့ကိုစိတ်ဝင်စားတဲ့ကဏ္ဍတွေနဲ့ဒီကိုဘဝလုံခြုံရာကိုတွားရောက်ဖို့လုံဖို့အတွက်ကိုပူးပေါင်းပါဝင်လို့ရပါတယ်တော်လှန်ရေးကအစတုန်းကလို့မခက်ခဲတော့ဘူးရှေ့မှာလဲနှစ်တည်းအများကြီးပေါ့နော်ဒီတော်လှန်ရေးလုပ်ခဲ့တဲ့သူတွေကလမ်းဖောက်ခဲ့ပြီးသားမို့ကိုကျွမ်းကျင်တဲ့ကိုစိတ်ဝင်စားတဲ့ကဏ္ဍတွေနဲ့ပူးပေါင်းပါဝင်တဲ့တော်လှန်ရေးလုပ်တိုင်းလဲလက်နက်ကင်ကြမလို့ပါဘူးအထူးသဖြင့်ပြောချင်တာကဒီမျိုးပေါ်မှာနေသားသလိုနေကြတဲ့ဒီလူငယ်လူရွယ်တွေပေါ့နော်မင်းတို့တွေအချိန်မနှောင်းသေးပါဘူးမင်းတို့အလှည့်မရောက်ခင်မှာရှောင်တိုင်းဖို့အချိန်ရှိသေးတယ်အဲ့တော့မင်းတို့စဉ်းစားပါစစ်တပ်ရဲ့စိတ်ကြိုက်ဆွဲထုတ်တာခံနေရတဲ့ကြက်ချန်တဲကကြက်တွေလို့အသေးခံလားကိုကျွမ်းကျင်တဲ့ကဏ္ဍနဲ့ကိုဘဝလုံခြုံဘေးကင်းစွာနဲ့စစ်အာဏာရှင်ကိုတော်လှန်မလားအသေးခံမလားတော်လှန်မလားစဉ်းစားရမယ့်အချိန်မဟုတ်တော့ဘူးနော်နောက်ဆုံးပြောချင်တာကတော့ကိုအသက်နဲ့ခံတာပေါ့ကွာစစ်တပ်လက်ထဲမရောက်ခင်တော်လှန်ရေးဘက်ကိုပဲအချိန်မီသွားကြပါဘာလို့လဲဆိုတော့ဒီတိတ်မကြခင်မှာစစ်တပ်ကရွေးကောက်ပွဲတွေကျင်းပတော့မယ်ရွေးကောက်ပွဲကျင်းပတဲ့အခါမှာဒီသူတို့ဒီရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ပဲဦးစားပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့မှာရှောင်တိန်ဖို့အခွင့်အရေးရှိတယ်ဒါကြောင့်မလို့နိစက်ရတော်လှန်ရေးနယ်မြေတွေကိုဆက်သွယ်ပြီးတော့အမြန်ဆုံးဝင်ရောက်ကြပါလို့မင်းတို့ကိုအထူးသတိပေးတိုက်တွန်းလိုပါတယ်အရေးတော်ပုံအောင်ရမည်